င်္ဂလာပါမြန်မာတူပြတာတင်တန်းကြိုဆိုပါရစေဒီနေ့တော့အိတ်ဆဲမှာအရှိကန်ဇရာလေးတစ်ခါမှဇရာမဆွဲဘူးတဲ့သူတွေအတွက်ပေါ့နော်အရှိကန်ဇရာဆွဲတဲ့နေလေးမျှဝေပေးချင်ပါတယ်ဒါဆိုရင်ဇရာဆွဲမဲ့ဆိုရင်ကိုကဘယ်နေရာကစပြီးဆွဲချင်တာလဲဆိုတာကိုကလေးလေးရှာပေးထားပါဒါဆိုဒီကစပြီးတော့ဆွဲကြည့်မယ်ပေါ့နော်ဒါဆိုရင်ဒီဆဲကွက်လေးရဲ့နာမည်ကိုလည်းသိရမယ်ဆဲကွက်ရဲ့နာမည်ကကြတော့A column ရဲ့အောက်တက်တဲ့ row number 4နဲ့စုံမြန်နေရဖြစ်တဲ့အတွက် A4 ဒါဆိုလို့ရှိရင် B ရဲ့အောက်တက်တဲ့ row number 6ဖြစ်တဲ့အတွက် B6 ပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးဆဲနေလေးရဲ့နာမည်သိချင်တယ်ဒီနေရာလေးမှာ name box လို့ခေါ်ပါတယ်အဲ့ဒီမှာသွားကြည့်လို့ရတယ်နော်ဒါဆိုရင် A4 ကစဆွဲကြည့်ရအောင်ဒီမှာကလေးရှာမယ်ဇရာသေးသေးဆွဲကြည့်မယ် number ပေါ့နော်ဗီဒီယိုဘက်ကိုသွားကြည့် keyboard ကညာဘက်သွားနေမြတ်လေးနှိပ်ပါမယ်ဒါဆိုရင်နောက်တစ်ခုကရေးချင်တဲ့ဆိုလို့ရှိရင် name ရေးချင်တဲ့ name ပေါ့နော်နောက်တစ်ခုကိုသွားမယ်ပြီးရင် total ရေးကြည့်ရအောင်total ပေါ့နော်ဒါဆိုရင်ခေါင်းစည်းလေးဒီလောက်ထိပဲလိုချင်တယ်ပေါ့ဒါကတော့ကိုလိုချင်တဲ့လောက်ပြီးမှဆက်ပြီးရေးဆက်ပြီးတော့ရေးသွားပြီးလို့ရတယ်ပေါ့နော်ဒီကကြောင့်လို့ရှိရင်သူ့ရဲ့အောက်မှာ1 2 3 4 5ဆိုပြီးလိုချင်တယ်ဒါဆိုတော့1 2 3 4 5ရိုက်ချက်စရာမလိုဘူးဘယ်လိုသုံးလို့ရလဲဆို Excel မှာကဏ္ဍတွေကို series လိုက်ဆက်ရှာလို့ရပါတယ်ဒါဆိုဒီနေရာမှာတင်လို့ရိုက်ထည့်မယ်ပြီးဒီတောင်းစုံလေးကိုအပေါင်းပုံစံလေးဖြစ်အောင်ပတ်တင်လိုက်ရအောင်နော်ဒီလိုနေရာလေးကိုပတ်တင်လိုက်လို့ရှိရင်ဒီလို sign လေးပေါ်လာလိမ့်မယ်သူကို series sign လို့ခေါ်ပါတယ်freehand လို့လည်းခေါ်တယ် formula sign လို့လည်းခေါ်ပါတယ်နော်ဟုတ်ပြီဒီလိုလေးသွားတင်ထားပြီးတော့ keyboard က CTR ဆိုတဲ့ key လေးကို control လို့ခေါ်တယ်ဒါဆို control လို့ဖိလိုက်ပါဖိလိုက်လို့ရှိရင်အပေါင်းပုံစံတစ်သေးလေးပေါ်မှာထပ်ပေါ်လာတယ်ပြီးတော့ね mouse ကလက်ညှိုးကလစ်ကိုဖိပြီးတော့အောက်ကိုဆက်ရှာလိုက်ပါကိုလိုချင်တယ်လားနော်ဒါဆိုမှ 5T လိုချင်တယ်ပေါ့ဒါဆို 5T ပြီး mouse ကိုအရင်လွှတ်မယ် keyboard က control လို့လိုက်ရအောင်ပေါ့နော်ဒါကကိုလိုချင်တဲ့လောက်100ဆိုတဲ့100ထိအစီအစဉ်ဆက်ရှာသွားလို့ရတယ်နော်ထည့်ပြီးတော့ね name ရဲ့အောက်မှာလူနာမည်လေးတွေထည့်ချင်တယ်ပေါ့နော်ဒါထည့်ရတော့လောက်စေအေးလို့ထည့်ချင်တယ်အေးပဲရေးချင်နော်ဘိုးဆိုရင်လည်းဘိုးပဲထည့်ချင်တယ်ကြောဆိုရင်ကြောပဲထည့်ကြည့်ရအောင်ပြီးနင်းပေါ့နော် HN နင်းထည့်ချင်တယ်ပြီးလို့ရှိရင်သူထည့်ချင်တယ်ဆိုရင်သူပေါ့နော်ဒါကတော့ကိုရိုက်ထည့်ရမယ့် data တွေကိုကိုယ့်ဘာသာကိုအဆင်ပြေလို့ဒီလိုအထောက်အပံ့လေးရိုက်ထည့်သွားလို့ရပါပြီပြီးရင် total မှာငွေမောက်လေး number data လေးတွေရိုက်ရှင်တယ်ဒါဆိုလို့ရှိရင်ရိုက်ကြည့်ရအောင်နော်ဒီမှာ30ပြီး80ရိုက်ကြည့်ရအောင်နော်80နောက်ထပ်30ပေါ့နော်ပြီးရင်နောက်ထပ်40ပေါ့50ဒီလိုလေးကြီးနော်သုံးပါလို့ရပါပြီတက်ပြီးတော့လည်းသူ့ကိုဇရာလေးတစ်ခုဖြစ်သွားအောင်ဘောင်လေးခိုက်ရှင်တယ်ဒါဆိုရင် selection ပေးရမယ်နော်ဒီကစပေးခြင်းနဲ့ဆိုဒီနေရာကိုသွားပါဖိဆွဲလိုက်ပါ selection ပေးပြီးသားဖြစ်သွားပါပြီဘောင်တစ်ခုဖြစ်စေခြင်းနဲ့ဆိုရင် file အုပ်စုတွေကborder အဲ့ဒီထဲက all border ကိုနှိပ်လိုက်ရပါပြီဟုတ်ပြီနော်အကယ်၍ဘာမလို့ခြင်းဆိုရင် border တွေက no border ဆိုရပါပြီနော်ဒါဆိုပေါင်းပြန်ခတ်ကြည့်မယ် border တွေက all border ဒါဆိုသူ့ center align ရှိနေတယ်ဆိုရင် alignment အုပ်စုထဲမှာ center ဒါလေးကို center လို့ခေါ်တယ် column တိုင်းရဲ့အတွက် center ပေါ့နော်ဒီ row တွေအတွက်ကကျတော့ဒါလေးကို middle align လို့ခေါ်တယ်ဒါလေးနှိပ်ပေးထားရင်ရပြီပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အရှိကဇရာဆွဲတဲ့နေလေးပေါ့နော်တစ်ခါမှမသုံးရသေးတဲ့သူတွေအတွက်ကတော့အဆင်ပြေမယ်လို့ထင်ပါတယ်နော်တီးပြီးသားသူတွေအတွက်ကတော့ဒါလေးကတော့အရင်လွယ်လိမ့်မယ်နော်နောက်ပိုင်းကျလို့ရှိရင်ဒီဇရာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းလက်လေးတွေကို file လေးတွေတစ်ခုချင်းသင်ပေးသွားမယ်နော်ဟုတ်ပြီဒါဆိုရင်ဒီ file လေးကတော့ဒီလောက်ထိပဲပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်